ချစ်စရာကောင်းတဲ့သားတို့သမီးတို့ရေဒီနေ့တော့ဆီယာမကအယမ်းကိုမသားစရာကောင်းတဲ့ဂလုံဟိတ်ရဲ့လက်ဆောင်ဆိုတဲ့ပုံရင်လေးတစ်ပုဒ်ကိုပြောပြမယ်နော်တေချာလေးနားထောင်ကြပါအောင်ပုံပြင်ရဲ့နာမည်ကဂလုံဟိတ်ရဲ့လက်ဆောင်တဲ့ဟိုးရှိတော့ကပေါ့ကွယ်တောင်တန်းကြီးတဲ့ရဲ့အနီးမှာတာယာအေးခန့်တဲ့ရွာလေးတစ်ရွာရှိတဲ့အဲ့ဒီရွာလေးမှာစိတ်ထားအယမ်းကောင်းပြီးရိုးသားတဲ့လူငယ်လေးတစ်ယောက်နေထိုင်နေလေဒီနေ့တော့အဲ့ဒီလူငယ်လေးဟာတောထဲကိုထင်းရှာဖို့သွားခဲ့တာပေါ့အဲ့ဒီမှာမူဆိုးရများတန်ရာကြောင့်တနာစရာကောင်းလောက်အောင်လေးချနေတဲ့ဂလုံဟက်ကြီးတကောင်ကိုတော့တွေ့ပါလိရောလူငယ်လေးရစိတ်ထားကောင်းတော့အော်တတဝါလီဒုက္ခရောက်နေပါလားဆိုပြီးတနာသွားပေါ့ဒါနဲ့ငှက်ကြီးဟဲတန်ရာတွေကိုဆေးထည့်ပြီးဂယုတစိုက်ပြုစုပေးရုံတင်မကားပဲသူစားမဲသမင်းလေးတွေကိုတောင်မျှဝေကျွေးမွေးခဲ့တာပေါ့ငှက်ကြီးကကြားမာလာရဲ့အခါမှာလူငယ်လေးကိုအယံကျေးဇူးတင်သွားပြီးမောင်မင်းရဲ့ကျင်နာမှုကြောင့်ငါအသက်ရှင်ရတာပါအခက်ခဲကြုံလာရင်ငါကိုတောင်းထိတ်မှလာခေါ်ပါမင်းကိုငါလက်ဆောင်ပေးမယ်လို့ကတိပေးပြီးပြန်သွားခဲ့တယ်ကွယ်နေ့တွေအကြာကြီးကုန်လွန်သွားပြီးလူငယ်လေးဟာအိမ်တောင်ကြားသားသမီးတွေရလာခဲ့တယ်ဒီနေ့မှာတော့အယမ်းကိုကန်ဆိုးပြီးမိုးခေါင်ရေရှားဖြစ်တာပေါ့စားစရာတွေပြက်လာတော့လူငယ်လေးကဂလုံဟက်ကြီးရဲ့ကတိကိုတတိယပြီးတောင်ပေါ်ကိုတက်သွားခဲ့တယ်ဂလုံဟက်ကြီးပေါ်လာပြီးသူ့ရဲ့အတောင်ပံထဲကရွှေရောင်ဝင်းနေအမွေးတစ်ချောင်းကိုနှုတ်ပေးလိုက်တယ်ဒါကိုရောင်းပြီးမိသားစုကိုကျွေးမွေးပါဒါပေမဲ့ပညာရှိနဲ့ရောင်းရဲစွာသုံးဆွဲပါနော်လို့မှားလိုက်တာပေါ့အဲ့ဒီရွှေအမွေးကိုရောင်းလိုက်တော့လူငယ်လေးဟာအယံကိုချမ်းသာသွားတာပေါ့ကွယ်အိမ်ကြီးအိမ်ကောင်းတွေဆောက်ခြံတွေဝယ်နဲ့စိန်ကြကြနေထိုင်ခဲ့တယ်ဒါပင်နဲ့သားတို့သမီးတို့တီးလာလူဆိုတာရလေလို့လေဆိုတာမျိုးဖြစ်လာတတ်တယ်သူဟာပိုပြီးချမ်းသာခြင်းလာတယ်လောဘတွေတက်လာတာပေါ့နောက်ဆုံးတော့သူဟာမယောင်းရည်နိုင်တော့ပဲတောင်ပေါ်ကိုတစ်ခေါက်ပြန်သွားတယ်ဂလုံဟက်ကြီးကမောင်မင်းလောဘဆိုတာအရာရာကိုလောင်ကျွမ်းစေတတ်တယ်မီးပဲရှိတာလေးနဲ့ရောင်းရည်ပါလို့တတိပေးမယ်သူကနားမထောင်တော့ဘူးသူကဘလို့လုပ်လိုက်လဲဆိုတော့အမွေးတစ်ချောင်းချင်းမတောင်းတော့ပဲအမွေးအားလုံးကိုတခါတည်းရချင်စောနဲ့ငှက်ကြီးကိုအတင်ဖမ်းဆွဲဖို့ကြိုးစားပါလိရောအဲ့ဒီအချိန်မှာပဲဂလုံဟက်ကြီးဟာကျဲလောင်တဲ့အတန်ကြီးနဲ့အော်ဟစ်ပြီးကောင်းကင်ပေါ်ပြန်တက်သွားတယ်အဲ့ဒီလိုပြန်သွားပါနဲ့တပြိုင်နက်သူပိုင်ဆိုင်ထားတဲ့ရွှေအမွေးတွေဟာကြီးကန်းအမွေးတွေဖြစ်သွားပြီးသူပိုင်တဲ့အိမ်ကြီးတွေလည်းပျောက်ကွယ်သွားပါလိရောလူကြီးဟာအဝတ်အစားစုပ်တွေနဲ့တောထဲမှာပြန်ရောက်သွားပြီးနောင်တရချင်မှာတော့အားလုံးဟာနောက်ကျသွားခဲ့ပြီပေါ့ကွယ်ကဲသားတို့သမီးတို့ရေဒီပုံပြင်လေးကဘာကိုပြောပြတယ်လဲဆိုတော့ရောင်းရည်ခြင်းဟာချမ်းသာခြင်းပဲဖြစ်တယ်မိမိမှာရှိတာလေးကိုကျေစုတင်တတ်ရမယ်လောဘကြီးရင်ရှိတာပါဆုံးရှုံးတတ်တယ်ဆိုတာကိုမမေ့နဲ့ဦးနော်သားတို့သမီးတို့ကလူငယ်လေးလိုစိတ်ထားကောင်းပြီးရှိတာလေးနဲ့ရောင်းရည်တတ်တဲ့သူလေးတွေဖြစ်အောင်ကြိုးစားကြမှာလားကွယ်ဒီလိုပညာပေးဗဟုသုတဗီဒီယိုတွေကိုအမီးကြည့်ပြီးဆရာမတို့ရဲ့ channel လေးကို follow လုပ်ခဲ့ဦးနော်နောက်ဗီဒီယိုမှာတွေ့မယ် bye